မင်္ဂလာပါကျွန်တော်မှရှိရဲ့လက်သီးထိုးတဲ့တိုင်လေးကျွန်တော်ပြပေးပါမယ်လောလောဆယ်တော့ပုံစံ3မျိုးရှိရဗျဒီကောင်ကဈေးမဖွင့်ရသေးဘူးဒီကောင်လေးအရင်ပြပေးမယ်ဒါကတော့စပရင်ကဒီအပေါ်မှာရှိတယ်ပြီးတော့အောက်ကအထိုင်မှာလဲသူကစုပ်ခွက်ပါတယ်စုပ်ခွက်ပါတယ်နက်လေးနဲ့ဒီမှာသူကထိုးလိုက်လို့ရှိရင်ရီးရရှင်းမြန်တယ်ထိုးရင်ထိုးသလိုမြန်ကိုရှိပြန်လာမယ့်ကောင်လေးပြီးတော့ဆီလီကွန်မမဘူးအရင်တော့ဝင်တဲ့ကောင်နဲ့ဆီလီကွန်ကသားမာတော့ထိုးလိုက်လို့ရှိရင်လက်နာတယ်လက်ဝိတ်မပါဘဲနဲ့ထိုးလို့မရအောင်ဒီကောင်ကဆီလီကွန်သားတော့ပြော့တယ်ဗျပြော့တော့ဟိုလက်ပလာနဲ့တော့မှဒီကောင်ထိုးလို့ရတယ်နော်ထိုးလို့ကန်လို့ရတဲ့ကောင်လေနော်ဒီရရှင်လည်းပြီးတော့တော်တော်မြန်တယ်ဒီကောင်လေးက6သိန်းနဲ့မှ2000ပါပြီးတော့သူ့ထက်အထိုင်ကြီးတဲ့ကောင်ရှိတယ်ဒီကောင်ကတော့အထိုင်ပိုကြီးထားတဲ့အတွက်ကိုအထဲမှာရေသေးလည်းထဲလို့ပိုဆန့်တယ်ပြီးတော့သူကဟိုဟာစောက်ခွက်တော့မပေါ့ဒီဘောကထိုးတဲ့ကန်နဲ့ဒီ weight လောက်ဟို spray ရိုင်းတဲ့ weight ကိုဒီအောက်ကဒီထဲမှာရေသို့မဟုတ်သဲပြေးထည့်လိုက်တာနဲ့သူကတော်တော်မလှုပ်ပဲနဲ့ပေါ့အောက်ကတော်တော်ခိုင်မဲ့ကောင်လေနော်ဒီကောင်လေးက spray အလဲမှာပဲရှိတယ် cobra sun လေးပဲတူတူပဲလက်သီးထိုးကကန်တာအဆင်ပြေတယ်ပြီးတော့ spray လဲမှာရှိတဲ့အတွက်ကို reaction မြန်တယ်ပြီးသွားလို့ရှိရင်ဆီလီကွန်ကလည်းအပြော့ပဲဆီလီကွန်ကလည်းအပြော့ပဲအနေနဲ့လိုသလိုလဲလုပ်လို့ရတယ်နော်စတီးဒီကောင်တန်နိုင်ပဲဘာညာတွေကစတီးညစ်လောက်ထား reaction လဲကောင်းတယ်ဒီကောင်က6သိန်းနဲ့မှ8000ပဲဖြစ်ပါတယ်ဒီကောင်က spring ကအောက်မှာစုပ်ခွက်မပေါဘူးအထဲမှာရေသွုံးမို့တဲထဲလို့ရတယ်ပြီးရင်ဒါဆီလီကွန်သားပဲသူလဲဒါ Everlast brand နော်ဒါလေးနောက်မှကျွန်တော်ကြော်ညာ post ကူတင်ပေးပါမယ်တော့လေဒီနှစ်ခုရှိမယ်ပေါ့6သိန်း2000ရှိမယ်6သိန်း8000ရှိမယ်နော်